အခက်ဖြစ်ရက်ကနေအသစ်ထွက်လာတဲ့စုကြီးငွေသတင်းတွေပြီးတော့လူဖီတယောက်ဒီအခရဲ့ရက်ဆက်ပြီးအလွန်အမင်းအင်အားကြီးမားတဲ့ဘီလိန်နဲ့မျက်နှာချင်းဆိုင်တွေ့နေရတဲ့အခန်းတွေပါလားပါပြီးဗျဒီအပိုင်းဟာကျွန်တော်တို့လက်လွတ်မခံချင်စရာအပိုင်းဖြစ်မယ်လို့ထင်ပါတယ်ဗျသူရှိမှာကဘာတစ်ကြီးတစ်ခုလုံးပွင့်လင်းသွားတဲ့နေရာကနေပြန်ဆက်ရရင်အရင်ကလူဖီတိုပျောက်သွားတဲ့အေယာမတင်မောကြီးပေါ်မှာဖရန်ကီကအေယာမလူသားတွေကိုသတင်းဆိုးပြောလိုက်ပါတယ်ရှာဖွေရေးကိုရနာရပါတော့မယ်ဖြစ်ကြောင်းနဲ့သူတို့လုံနိုင်သမျှနီးလန့်မှန်သမျှအကုန်သုံးပြီးသွားပါပြီလို့ဆိုပါတယ်ဂျင်ဘေးဆိုရင်ပျောက်ဆုံးနေတဲ့အဖွဲ့ဝင်တွေရဲ့အစအနကိုရှာဖို့အတွက်ဒေတာခံငါးမန်းတွေကိုတောင်အကူအညီတောင်းပြီးပတ်ဝန်းကျင်ရေပြင်တွေကိုပိုက်စိတ်တိုက်ရှာခိုင်းခဲ့ပေမဲ့ဘာမှပြန်မလာခဲ့ပါဘူးဒီအချိန်မှာကြန့်ရှိတဲ့တခုတည်းသောနီလန်ကတော့တငယ်ချင်းတွေကိုယုံကြည်ပြီးသူတို့ဘာသာသူတို့အယ်ဘတ်ကိုရောက်လာလိမ့်မယ်လို့မျှော်လင့်ဖို့ပါပဲပြီးတော့သူတို့အရှင်နေသေးကြောင်းအရင်ကလည်းဒီလိုတွေလူစုခွဲကြောင်းဆိုပါတယ်အေယာမလူသားတွေကလည်းဒါကိုလက်ခံလိုက်ပြီးတင်မောဟာပင်လယ်ပြင်ကိုဖျက်တမ်းကရှေ့ကိုဆက်သွားပါတယ်တစ်ဖက်မှာတော့လူဖီတို့အဖွဲ့စီမှာတော့သူတို့တတိုင်းကြီးကိုဖောက်ထွက်ပြီးအပြင်ကိုရောက်နေကနေရန်ကြီးကတော့မရှိတော့ဘူးရုတ်ရဲ့အယုတ်အိမ်ကဘာငယ်လေးကသူတို့နောက်မှာကြံရစ်ခဲ့ပြီးအခုဆိုရင်အဖွဲ့သားတွေဟာအေယာမရဲတိုက်ကြီးတစ်ခုထဲမှာအတူတူရှိနေကြပါတယ်နာမီကလည်းချမ်းတယ်ဆိုပြီးအော်ဟစ်နေခဲ့ပါတယ်အပြင်ဘက်မှာတော့စီးမင်းတွေဖုံးလွှမ်းနေတဲ့မြင်ကွင်းကအရက်မျက်နှာအနှံ့အပြားမှာရှိနေပါတယ်ထူထပ်တဲ့တောအုပ်တွေမြင့်မားကျုံထက်တဲ့တောင်တန်းတွေပြီးတော့တောင်ထိပ်တစ်ခုပေါ်မှာတည်ရှိနေတဲ့အဲ့ဒီရဲတိုက်ကြီးနဲ့ကောင်းကင်ရံကိုဖျက်တမ်းသွားတဲ့အေယာမတစ်ပင်ကိုင်းကြီးစီကိုဆက်သွယ်ထားတဲ့တရားကြီးတစ်ခုလည်းရှိပါတယ်ဒီလောက်အထိကြီးမားလုံးတဲ့တရားကြီးကိုအလုံးတွေလိုက်ရပါတယ်နမီကတော့တန်ကြီးကိုကြည့်နေခဲ့ပြီးနှင်းသက်နေခဲ့ပါတယ်အဲ့နောက်သူတို့တရံပေါ်တက်သွားဖို့လုံနေတော့မှပဲတရားပေါ်မှာရဲတိုက်စီကိုတိုက်ရိုက်လျှောက်လာနေတဲ့လူရိပ်နှစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်အဖွဲ့သားတွေဟာချက်ချင်းပဲအရေးသေးကိုနောက်ဆုတ်ပြီးပုံလိုက်ကြပါတယ်ရောက်လာတဲ့နှစ်ယောက်ကတော့ကပတိန်ဟိုက်ဂျရိုဒင်လက်အောက်က Giant Warrior Pirates အဖွဲ့ဝင်တွေဖြစ်တဲ့ဂိုးဘတ်နဲ့ကတ်တို့ပဲဖြစ်ပါတယ်ဂက်ရဲ့ဘေးမှာတော့သူမရဲ့ဇီးကွက်ပိုက်ပါကပါလာပြီးဂက်ဟာတရားပေါ်ခြေချလိုက်ကလေးကတတော်တော်နဲ့ညှဉ်းညူနေတာပါရုပ်လိုလူမျိုးကိုဟိုက်ဂျရူဒင်ကဘာလို့သူတို့အဖွဲ့နာမှာပေးကတ်ထားလဲဆိုတာသူမနားမလည်နိုင်ဖြစ်နေပါတယ်ဂိုးဘတ်ကတော့ရှင်းပြပါတယ်သူကထူးချွန်တဲ့လမ်းပြနက်ပီကေတာတယောက်ဖြစ်လို့သာပြီးခံနေရတာပါတယ်ဆိုပြီးပြောပါတယ်ဂက်ကတော့စိတ်မပြေပါဘူးသူမအမြင်မှာရုပ်ဟာမင်းသားလူကီထက်တောင်အယ်ဘတ်အတွက်အရှက်ရစရာပိုကောင်းတဲ့သူလို့ထင်နေတာပါသူတို့ရောက်လာရတဲ့အကြောင်းရင်းကတော့ပိုက်ပါစည်းကွက်ဟာရုပ်ရဲ့ကြီးကန်းကတင်မောတစည်းကိုရဲတိုက်စီတဲလာတာကိုမြင်လိုက်လို့ဒါဟာချက်ချင်းတတိထားစရာဖြစ်လာပါတယ်အယ်ဘတ်မှာကျူးကျော်ဝင်ရောက်ခြင်းဟာကြီးလေးတဲ့ပြစ်မှုတစ်ခုဖြစ်ပေမဲ့ရုပ်ကတော့အဲ့ဒီဥပဒေကိုသူ့ရဲ့ကိုကျိုးအတွက်အသုံးချနေတာပါသူဟာအနာကိုကတ်လာတဲ့ဘယ်တင်မောကိုမဆိုဖမ်းဆီးပြီးအဲ့ဒီအဖွဲ့သားတွေကိုကျူးကျော်သူတွေလို့တတ်မှတ်ကအကျဉ်းချထားပြီးသူ့ပစ္စည်းဖြစ်တိမ့်ပိုက်လေးရှိပါတယ်ဒါဟာတရားဝင်တိုင်ကြားချက်တွေနဲ့ကင်းလွတ်အောင်သူလုပ်ထားတဲ့ညစ်ပတ်တဲ့ဥပဒေဟာကွက်တစ်ခုဖြစ်ပါတယ်ဒါကသူ့ဝါဒနာကဒုက္ခပါပဲလို့ပြောဆိုနေကြပါတယ်ဂက်ကတော့ရုပ်ဒီလိုထက်လောက်တာကိုမိရင်တော့အသက်400ကျော်ပြီဖြစ်တဲ့အကြီးအကဲဂျာရူးစီတန်းသွားမယ်လို့ကြုံဝါနေပါတယ်သူ့ကိုတင်မန်းရဲ့ flashback မှာမှတ်မိကြမှာပါအဲ့ဒီနာမည်ဟာဒီနေရာမှာတော့အရှိန်အဝါကြီးမားနေပါတယ်နာမီကကျူးကျော်ခြင်းဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့အဖွဲ့သားတွေကိုစက်ပုံးနေဖို့အချက်ပြလိုက်ပါတယ်ဂိုးဘတ်နဲ့ဂတ်တိုကလှုပ်ထွက်လာအောင်ရဲတိုက်တကားကိုခောက်နေတဲ့အချိန်မှာပဲ straw hat တွေဟာခိုအောင်ရာကနေထွက်ပြီးတရားကိုဖျက်ကပြေးကြပါတယ်တရားအောက်ကနှက်ဆိုင်တဲ့တောအုပ်ထဲမှာတော့အေယာမဝန်ပလွေအုပ်ကြီးတွေကအေယာမတစ်ပင်တွေကြားထဲကနေစောင့်ကြည့်နေကြပါတယ်အဖွဲ့သားတွေတရားတဝက်ရောက်တဲ့အခါလူဖီတယောက်ရုတ်တရက်ရက်တန့်ပါတယ်သူဟာအယုတ်အိမ်ထဲမှာရှိနေကြတဲ့ကတခုခုကိုခန်းစားမိနေပြီးအတန်တခုလူတယောက်ရဲ့အော်ဟစ်တန်ဒါပေမဲ့အဲ့ဒီအတန်ရဲ့နောက်ွယ်မှာလူဖီဆိုလိုနဲ့ဆန်ဂျီတို့ကိုတောင်တုံးလုံးသွားစေတဲ့ဖီအားကြီးတစ်ခုပါနေတယ်ဆိုတာတတိထားမိကြပါတယ်သူတို့၃ယောက်လုံးအဲ့ဒါကိုခန်းစားလိုက်ရတယ်ဆိုတာပါပဲဒီလိုအော်ဟစ်တန်မျိုးဟာတာမန်လူစီကထွက်လာတာမဟုတ်ပါဘူးလူဖီကအဲ့ဒီအတန်ပဲကလာလဲဆိုတာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဆန်ဂျီကတော့နမီကိုကာကွယ်ဖို့အတွက်သူကြံခဲ့မယ်လို့ပြောပြီးဆိုရိုကိုလိုက်မသွားအောင်တားပါတယ်လမ်းညွန်မှုအာယုံမရှိတဲ့လူကဒီလိုထူထပ်တဲ့တောအုပ်ထဲကိုသွားဖို့မသင့်တော်ဘူးလို့ပြောတဲ့အခါဆိုရိုကလည်းမငင်းပါဘူးလူဖီကကြံတဲ့အဖွဲ့သားတွေကိုရှေ့ကိုဆက်သွားလို့အချက်ပြလိုက်ပါတယ်နာမီနဲ့ချိုဘာကတော့အောက်မှာဝန်ပလွေးတွေနဲ့ဆိုပြီးအော်ပြောနေခဲ့ပါတယ်အဲ့ဒီနောက်သူဟာတရားဆုံးကနေအောက်ကတောအုပ်ထဲကိုတိုက်ရိုက်ခုန်ချသွားခဲ့ပါတယ်တစ်ဖက်ကအယ်ဘတ်တင်မောပုံမှာတော့မနက်ခင်းသတင်းစာရောက်လာပါပြီဒေါ်ရီနဲ့ဘရိုကီတို့ဟာသတင်းကောင်းကြီးပိုင်းကိုကြည့်ပြီးစွန့်သွားပါတယ်သတင်းထဲမှာ Giant Warrior Pirates တွေဟာအခတ်ကျွန်းကိုတိုက်ခိုက်ခဲ့ပြီး Icarus Straw Hat Luffy နဲ့ပူးပေါင်းကအနာဂတ်ကျွန်းကိုပြကြအောင်မိရှုခဲ့တယ်လို့ရေးထားပါတယ်အေယာမကပတိန်နှစ်ယောက်ဟာဒေါသထွက်သွားပြီးစာကိုဖက်ကြည့်ဖို့ကြိုးစားပေမဲ့စာလုံးတွေကသူတို့ဖတ်ဖို့တေးလွန်းနေတဲ့အတွက်ရော်ဘင်ကရှေ့ထွက်ပြီးအကျယ်ကြီးဖက်ပြပါတယ်တကယ်အခြေအနေကခေါင်းကြီးပိုင်းထက်တောင်ပိုဆိုးနေတာပါအခက်ဖြစ်ရဲ့နောက်ဆက်တွဲအနေနဲ့ဒေါ်ရီနဲ့ဘရိုကီတို့ကိုစုချင်းငွေအသစ်တွေတတ်မှတ်လိုက်ပါတယ်1.8 billion berry sipa တိုက်ပွဲအတွင်းမှာရိုက်ထားတဲ့တရားဝင်အလိုရှိပုံစံတွေကိုတစ်ကမ္ဘာလုံးကိုဖြန့်လိုက်တာဖြစ်ပါတယ်သူတို့နှစ်ယောက်လုံးခဏတာတိတ်ဆိတ်သွားပြီးသူတို့ဟာဒီလိုနာမည်ဆိုးနဲ့ပြန်လာဖို့အစီအစဉ်မရှိခဲ့ပါဘူးဒါပေမဲ့ကျန်တဲ့အေယာမအဖွဲ့သားတွေကတော့ပျော်နေကြပါတယ်ဒီစုချင်းငွေကိန်းကနန်းတွေဟာသူတို့ရဲ့ခေါင်းဆောင်တွေခံယူတဲ့အဆင့်တန်းကိုအတိမတ်ပြုခံရတာလို့သူတို့ယူဆပါတယ်ရော်ဘင်ကတော့အဲ့ဒီကိန်းကနန်းတွေကိုကြည့်ပြီးဒါဟာတင့်ပါတယ်လို့အေးအေးဆေးဆေးပြောပါတယ်
လွန်ခဲ့တဲ့နှစ်တရာကငွေကြေးဖောင်းပွားမှုကိုထည့်တွက်လိုက်ရင် 1.8 ဘီလီယံဆိုတာ Elbaf ရဲ့စစ်တီတော်ခေါင်းဆောင်တွေအတွက်ထိုက်တန်တဲ့တန်ဖိုးတစ်ခုပါဒါတင်မကသေးပါဘူးသတင်းစာထဲမှာလူဖီကိုဒေါက်တာဘေကာပန့်ကိုတက်တဲ့လူအဖြစ်ဖော်ပြထားပြီး Gear 5 ပုံစံနဲ့တပ်ပုံကြီးကိုပါပူးတွဲဖော်ပြထားတာကိုပါတွေ့လိုက်ရပါတယ်ရော်ဘင်ကအဲ့ဒီပုံကိုတိတ်တာကြည့်ပြီးလူဖီရဲ့လက်မောင်းပေါ်မှာထူးခြားတဲ့ S ပုံသဏ္ဍာန်အမှတ်သားတစ်ခုကိုတွေ့ပြီးသူမကထူးဆန်းနေဖို့ဆိုပါတယ်သူမတေချာပြန်ကြည့်ပြီးအဲ့ဒီပုံထဲမှာလူဖီကဘလောက်ပဲလှုပ်ရှားနေပါစေအဲ့ဒီအမှတ်သားကတော့တကယ်ကိုရှင်းလင်းနေပါတယ်ဖရန်ကီကတော့တေချာမသိပါဘူးလူဖီကအဲ့ဒီပုံစံနဲ့ဆိုအရန်ခုန်ပေါက်နေတာမို့ပုံစံကိုတေချာမြင်ဖို့မလွယ်ဘူးလို့ထင်နေတာပါဒါပေမဲ့ရော်ဘင်ကတော့ဒီသင်္ကေတကိုတနေရာမှာမြင်ဘူးတယ်ဆိုတာတေချာနေပေမဲ့ဘယ်မှာလဲဆိုတာကိုတော့စဉ်းစားမရဖြစ်နေပါတယ်ဒေါ်ရီကတော့အခြားအကြောင်းအရာတစ်ခုကိုပြောပြီးတိတ်ဆိတ်မှုကိုဖျက်လိုက်ပါတယ်သူက Straw Hat Luffy ဟာအခုဆိုရင် Red Hair Shanks နဲ့တန်းတူအဆင့်ကိုတရားဝင်ရောက်သွားပြီလို့ကြေညာလိုက်ပါတယ်ထပ်ပြီးတော့ Haicheruden ဟာ Elbaf ရဲ့တားကောင်းတစ်ယောက်အနေနဲ့ Straw Hat Greenfleece ရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့ပါပြီအဖွဲ့သားတွေကဘာလို့အေယာမလူသားတွေအများကြီးထွက်မကြွကြတာလဲလို့မေးတဲ့အခါဒေါ်ရီနဲ့ဘရိုဂီက Elbaf မှာပြဿနာတွေရှိနေတယ်လို့ရှင်းပြနေပါတယ်အဲ့ဒီပြဿနာဟာစစ်တီတော်အားလုံးကိုအလုရှုပ်နေစေလောက်အောင်ကိုကြီးမားတာပါကပတိန်2ယောက်မရှိခင်မှာဘရင်ကြီးရဲ့တရားဝင်သားတော်တစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်သူ့နာမည်ကလိုကီပါသူ့ကိုကျိန်စာတင်မင်းသားလို့လူသိများလာပြီးသူဟာအဲ့ဒီပွဲနဲ့ထိုက်တန်ပါတယ်လိုကီဟာမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့နတ်ဖျားဒေဗီဖရုကိုခိုးယူဖို့အတွက်သူ့ရဲ့ဖခင်ရင်းဖြစ်သူဘရင်ဟဲရိုကိုတတ်ခဲ့ပါတယ်သူကအဲ့ဒီအသီးကိုစားသုံးခဲ့ပြီးနောက်ဆုံးမှာတော့ဖမ်းဆီးခံခဲ့ရက Elbaf ရဲ့စစ်တီတော်တွေကသူ့ကိုတန်ကြိုးတွေနဲ့ချီနှောင်ထားခဲ့တာပါဒါပေမဲ့အခုတလုံးမှာသူကလွတ်မြောက်ဖို့ကြိုးစားနေပါတယ်သူ့ကိုထိန်းချုပ်ထားနိုင်ဖို့အတွက်တနိုင်ငံလုံးမှာရှိတဲ့အေယာမစစ်တီတော်တိုင်းရဲ့အင်အားကိုလိုအပ်နေတာဖြစ်ပြီးဖရန်ကီဆိုရင်ဒါကိုလုံးဝလက်မခံနိုင်လောက်အောင်ဖြစ်နေရပါတယ်လူတစ်ယောက်တည်းကိုအကျဉ်းချထားဖို့အေယာမလူသားတနိုင်ငံလုံးရဲ့အင်အားကိုသုံးနေရတယ်ဆိုတာသူမယုံနိုင်စရာပါပဲတစ်ဖက်ရဲတိုက်ဖက်မှာတော့တရားပေါ်ကနေခုန်ချလာပြီးနှင်းတွေကြားထဲမှာတယောက်တည်းရှိနေတဲ့လူဖီစီကိုပြန်ရောက်သွားပါတယ်သူဟာအစောကအော်ဟစ်တန်လာရနေရာကိုရှာတွေ့သွားပါပြီဖြစ်ပါတယ်၆ကပ်ပြီးအေးခဲနေတဲ့နှင်းတွေပြည့်နေတဲ့မြေပြင်ရဲ့အလယ်မှာအေယာမလူသားကြီးတယောက်ထိုင်နေပါတယ်အေယာမတန်ကြိုးတွေနဲ့အချီခံထားရပြီးတကိုယ်လုံးကြီးကရှည်လျားပြီးဖျို့ဖျဲဖြစ်နေတဲ့စပင်မုတ်စိတ်မျက်လုံးနှစ်ဖက်လုံးကိုပတ်တီးတွေနဲ့အကုန်လုံးပတ်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့လက်မောင်းတွေပေါ်မှာအနုစိတ်တတူးတွေရှိနေပြီးဥချိုကောင်းပေါ်မှာလည်းအနက်ရောင်အုတ်ထုပ်ကိုစောင်းထားကကြောမှာလည်းအေယာမပစိန်ကြီးတစ်လက်ကိုလွယ်ထားတာကိုတွေ့ရပါတယ်။သူကတစုံတစ်ယောက်ချင်းကပ်လာတာကိုသတိထားမိပြီးတတရာပဲစကားဆလိုက်ပါတယ်။သူ့ရဲ့စွမ်းရည်ကထုတ်သုံးမှုမရှိဘဲနဲ့အရန်ကိုခြောက်ချဖို့ကောင်းပါတယ်။ရှာကိုထုတ်ထားတဲ့သူ့ရဲ့အမူအရာကဘာကိုမှကြောက်စရာမရှိတော့တဲ့လူတစ်ယောက်ရဲ့ပုံစံမျိုးကိုပါတွေ့ရပါတယ်။လူဖီကသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးသူဟာပင်လယ်သားပြပြီးရင်ဖြစ်လာမဲ့သူပြီးတော့ဒီနေရာကဘယ်နေရာလဲဒီအေယာမလူသားကဘယ်သူလဲဆိုတာကိုအေယာမအကောင်ကြီးကိုမေးနေခဲ့ပါတယ်အေယာမလူသားကဒီနေရာဟာဝါလန်ဖြစ်ပြီးElbafစစ်တီတော်ရဲ့မြင့်မြတ်တဲ့နယ်မြေဖြစ်ပြီးအတိတ်နဲ့ပြစ္ဆုတ်ပံတိုက်ပွဲတွေပေါ်မှာတိစောက်ထားတဲ့နိုင်ငံလို့သူကဆိုပါတယ်ပြီးတော့ကမ္ဘာအင်အားအကောင်ဆုံးနိုင်ငံပါလို့ထပ်ပြောပြန်ပါတယ်ပထမဆုံးအကြိမ်ဖြစ်Elbafရဲ့အတိုင်းအတာတစ်ခုလုံးကိုမျက်ပြင်မှာမြင်လိုက်ရပါတယ်အရက်မျက်နှာအနှံ့မှာမြင့်မားတဲ့တောင်တန်းတွေအဆုံးမရှိစီးဆင်းနေတဲ့အေယာမရေတခွန်ကြီးတွေပြီးတော့အဲ့ဒီအလယ်မှာအရာအလုံးကိုသေးငယ်သွားစေလောက်တဲ့အေယာမတစ်ပင်ကြီးဝိုင်းကြီးဒရာဆေးရှိနေပါတယ်အဲ့ဒီတစ်ပင်ကြီးရဲ့အလယ်ပိုင်းအကိုင်းခတ်တွေဟာပင်စီကိုဝန်းရံပြီးအကွင်းလိုက်ဖြစ်နေကအဲ့ဒီနေရာမှာတရားတွေလမ်းတွေနဲ့ဆက်သွယ်ထားတဲ့ခန်းနားတဲ့ရဲတိုက်နဲ့စီကားတဲ့ရွာကလေးရှိနေပါတယ်အဆုံးဖက်တွေမှာတော့အမြောက်တွေတက်ဆင်ထားပြီးတစ်ပင်ရဲ့အလယ်လွှာကိုဖြတ်ပြီးမြေကြီးတဲ့အထိနက်နက်ရှိုင်းစိုက်ဝင်နေတဲ့အေယာမဓာကြီးတစ်လက်လည်းရှိပါတယ်တန်ကြိုးခတ်ခံထားရတဲ့အေယာမလူသားကပြုံးလိုက်ကအဲ့ဒီအပြုံးကတမင်တကာလှုပ်ထားတဲ့အပြုံးမျိုးဖြစ်ကနောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့အငွေသက်တွေပါနေတယ်ဆိုတာသိတာနေပါတယ်သူကသူ့ရဲ့သူကိုယ်သူမိတ်ဆက်တာကိုရက်လိုက်ပြီးလူဖီကိုပြောလိုက်တာကတော့သူ့နာမည်ဟာလိုကီဖြစ်ပြီးသူဟာအနေနဲ့ဖျားဖြစ်ကကဘာကြီးကိုအဆုံးသက်ပေးဖို့ကမ်းပါလာသူဖြစ်တယ်လို့ဆိုပါတယ်ငါတို့ဟာအခုဆိုရင် Elbaf အစစ်အမှန်ရဲ့တကားဝေါ့ကိုရောက်နေပြီးလူဖီဟာတနိုင်ငံလုံးကဝိုင်းဝန်းပြီးတန်ကြိုးခတ်ထားရတဲ့အေယာမလူကြီးနဲ့တယောက်တည်းရှိနေတာကိုပါတွေ့ရပါတယ်နောက်ထပ်ထွက်လာမယ့်အပိုင်းကတော့တကယ်ကိုစိတ်ဝင်စားစရာအပိုင်းဖြစ်လာပါလိမ့်မှာပါဒါလေးကတော့အပိုင်း1160ဖြစ်ပြီးနောက်ထွက်လာမယ့်အပိုင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာကြည်ယူပေးကြတဲ့တယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ဗျာပျော်ရွှင်သောနေ့လေးတွေပိုင်ဆိုင်နိုင်ပါစေဗျာ